ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် KC Entertainment YouTube Channel ကနေချစ်ခင်ရတဲ့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေချစ်ခင်ရတဲ့ပရိသတ်တွေအတွက်နေ့စဉ်နေ့တိုင်းစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ဒီကနေ့မှာဒီ channel လေးကနေပြီးတော့စာရေးဆရာငင်းရဲ့လာပြင်းညာဤတတို့သမီးဆိုတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတန်စင်ပြပြတင်ဆက်သွားမှာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုအဆုံးအထိလိုက်ပါနားဆင်ဖို့လည်းဖိတ်ခေါ်ပါတယ်ဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာလဲ channel လေးကို like and subscribe တွေအရင်လုပ်ပေးဖို့လေးတောင်းဆိုချင်ပါတယ်အသေးသေးသောဇာတ်လမ်းတွေတင်တိုင်းချက်ချင်းသိရှိစေဖို့အတွက်ဘေးနာကနိုတီခေါင်းလောင်းကိုလည်းတစ်ချမ်းနှိပ်ထားပေးပါရှင်။အေယာဝတီမြစ်ရဲ့လက်တက်တစ်ခုဖြစ်တဲ့ချောင်းငယ်တစ်ခုရဲ့ကမ်းနားမှာတည်ရှိတဲ့ညောင်မင်းကျွန်းရွာကမြေပုံပေါ်မှာတောင်ရှာမတွေ့နိုင်တဲ့နေရာတစ်ခုဖြစ်တဲ့ပဲခူးရိုးမရဲ့တောင်ခြေမှာတည်ရှိပြီးပတ်ပတ်လည်မှာရှေးဟောင်းညောင်မင်းကြီးတွေဝင်းရံလိုထားတယ်။အဲဒီရွာကိုသွားရောက်ဖို့တစ်ခုရီသောလမ်းကတော့ချောင်းကိုဖြတ်ကူးရတဲ့ဝါဖောင်ကြီးတစ်ခုသာဖြစ်ပြီးမိုးရာသီမှာလုံးဝအပြည့်လောကနဲ့အဆက်အသွယ်ပြတ်သွားလိမ့်ရှိတယ်။2018ခုနှစ်ဝါဆိုလပြည့်နှစ်မနှင်းဖြူကရန်ကုန်ကနေအဲ့ဒီရွာကိုပထမဆုံးအကြိမ်ရောက်ရှိလာတာဖြစ်တယ်။သူမအသက်26နှစ်အရွယ်ရှိသတင်းစာဆီယာမတစ်ယောက်ဖြစ်ပြီးတော့မြမကြီးရွာများ၏ပျောက်ကွယ်လူနေဒလီများစောင်းမအတွက်သူတေသနာပြုလုပ်ဖို့ဒီရွာကိုရောက်လာတာဖြစ်တယ်။ဒါပေမဲ့သူမဒီရွာကိုရွေးချယ်ရတဲ့အဓိကအကြောင်းရင်းကအခြားတစ်ခုဖြစ်တယ်။လွန်ခဲ့တဲ့6လကသူမရဲ့အမဖြစ်သူမနှင်းယွန်းဒီရွာမှာပျောက်ဆုံးသွားခဲ့တယ်။ညနေဆောင်အချိန်မှာမနှင်းဖြူဝါဖောင်မော်ကဆင်းလာတဲ့အခါမှာရွာရဲ့ပုံစံကအလွန်ထူးဆန်းနေတာကိုသတိထားမိလိုက်တယ်။အိမ်တွေကတိတ်ဆိတ်နေပြီးလူသူအသွားအလာမရှိဘူး။လမ်းတွေပေါ်မှာအမိုက်တရိုက်တွေပြန့်ကျင်းနေကအိမ်တကားများမှာတဝက်တစ်ပြက်ဖွင့်ထားတယ်။ Hello ဘသူများရှိလဲ။သူမလှမ်းအော်ကြည့်တယ်။အတန်ကရွာတရွာလုံးပဲ့တင်ထပ်သွားပြီးပြန်လေတိတ်ဆိတ်သွားတယ်။ညနေခင်းရဲ့နေအောင်ကြီးတို့ကညောင်မင်းကြီးများရဲ့အရွက်တွေကိုဖျက်၍ဖြာကျလာပြီးမြေကြီးပေါ်မှာထူးဆန်းတဲ့အရိပ်တွေဖြစ်ပေါ်နေတယ်။ရုတ်တရက်အနီးမှာရှိတဲ့အိမ်တအိမ်ကအတန်တန်ထွက်ပေါ်လာတယ်။တစုံတစ်ခုကျမ်းမြေမော်တို့ခွေကျသွားတယ်လို့အတန်မျိုးဖြစ်တယ်။မနှင်းဖြူအဲ့ဒီအိမ်စီကိုတဖြည်းဖြည်းချင်းကပ်သွားတယ်။အိမ်ကတက်သားနဲ့စောက်လုပ်ထားပြီးနေပေါင်းများစွာပြုပြင်မောမှန်မှုမရှိတဲ့ပုံစံပေါ်နေတဲ့တကားကိုတွန်းဖွင့်လိုက်တဲ့အခါအတွင်းကအပုံနှံတစ်ခုထွက်လာတယ်။အိမ်အတွင်းမှာအဖိုးအိုတယောက်ကျမ်းမြေမော်မှာလဲနေတာကိုတွေးလိုက်ရတယ်။သူရဲ့ခန္ဓာကိုယ်ကအလွန်ပိန်ချုံနေပြီးအရေးပြားတွေက၆တွေ့ကအယိုးများပေါ်မှာတင်းတင်းကန်နေတယ်။ဦးနေကောင်းလားမနှင်းဖြူအနားသို့ပြေးသွားတယ်။အဖိုးအိုကသူမရဲ့လက်ကိုရုတ်တရက်ဆွဲကင်လိုက်ပြီးသူ့ရဲ့မျက်လုံးတွေမှာကြောက်မဖွယ်အရိပ်တွေဖြတ်တန်းနေတယ်။ထွက်သွားဒီကနေထွက်သွားသူ့ရဲ့အတန်ကတိုးညင်းမိမယ်လေအရေးတကြီးပြောနေတယ်လို့ဖြစ်တယ်။မင်းရဲ့အမသူမကဒီမှာမရှိတော့ဘူးဒါပေမဲ့လာပြင်းညတိုင်းသူမပြန်လာတယ်။ဘာလို့ဆိုလိုတာလဲတတို့သမီးလာပြင်းညရဲ့တတို့သမီးအဖိုးအိုရဲ့အတန်တုံးရင်လာတယ်။အနှစ်တရာတိုင်းလာပြင်းညမှာရွာကလူတွေကတတို့သမီးတယောက်ကိုစရိရတယ်။ဒီနှစ်ကနှစ်တရာပြည့်တဲ့နှစ်အဲ့ဒီအချိန်မှာရွာရဲ့အပြင်းမရှိညောင်မင်းကြီးတွေစီကထူးဆန်းနေတဲ့အတန်ထွက်ပေါ်လာတယ်။တေးသချင်းတပုတ်ကဲသို့တာရတော့လေတစ်ချိန်ထဲမှာကြောက်မဖွယ်ကောင်းတဲ့အတန်မျိုးဖြစ်တယ်။သူမလာပြီးအဖိုးအိုကတိုးညင်းစွာပြောတယ်။မင်းကိုမမြင်အောင်ပုံနေလိုက်မနှင်းဖြူပတင်းပေါက်ကလှမ်းကြည့်လိုက်တဲ့အခါရွာရဲ့အဝင်လမ်းမကြီးပေါ်မှာမြင်းငွင်းတစ်ခုကိုတွေးလိုက်ရတယ်။အဲ့ဒီမြင်းငွင်းကသူမရဲ့သွေးတွေကိုအေးခဲသွားစေတယ်။လမ်းမကြီးပေါ်မှာတတို့သမီးတယောက်ရှောက်လာနေတယ်။သူမမြမရိုးရာတတို့သမီးဝတ်စုံကိုဝတ်ဆင်ထားပြီးတော့ရွှေတဲလက်ဝရတနာတွေစီးရင်ထားတယ်။စပင်မှာစပယ်ပန်းခိုင်တွေပန်းထားပြီးလဲတိုင်းမှာဗရက်များဆွဲကြိုးတောက်ပနေတယ်။သို့တော့ထူးဆန်းတာအဲ့ဒီသူတို့သမီးရဲ့မျက်နှာဖြစ်တယ်။သူမရဲ့မျက်နှာကအလွန်ဖြူဖြော့နေပြီးမျက်လုံးတွေကအနက်ရောင်တွင်းနဲ့ကြီးများကဲ့သို့အလင်းရောင်လုံးဝမရှိဘူး။သူမရဲ့ပါးစပ်ကပုံမှန်မဟုတ်တဲ့ပုံစံနဲ့ပြုံးနေပြီးအဲ့ဒီအပြုံးကနေရွက်အထိရောက်နေတယ်။သူမလျှောက်လာတဲ့လမ်းတစ်လျှောက်မှာပန်းပွင့်တွေချက်ချင်းညှိုးနှွမ်းသွားပြီးမြေကြီးကအနက်ရောင်ပြောင်းသွားတယ်။မနှင်းဖြူအဲ့ဒီတတို့သမီးကိုစူးစိုက်ကြည့်လိုက်တဲ့အခါအတိအမှတ်ပြုမိသွားတယ်။အဲ့ဒီမျက်နှာဟာသူမရဲ့ပျောက်ဆုံးနေတဲ့အမဖြစ်သူမနှင်းရုံးရဲ့မျက်နှာနဲ့အတော်ဆင်တူနေတယ်။မဖြစ်နိုင်ဘူး။သူမတိုးညင်းစွာရေရောမိတယ်။တတို့သမီးရွာရဲ့ဗဟိုမှာရှိတဲ့ရှေးအောင်ဇရက်ကြီးစီကိုရှောက်သွားတယ်။အဲ့ဒီဇရက်ကနှစ်ပေါင်း100ကျော်တက်တန်းရှိပြီးညောင်မင်းကြီးနှစ်ပင်ရဲ့ကြားမှာတည်ရှိတယ်။ဇရက်ရဲ့တိုင်တွေမှာထူးဆန်းတဲ့အမတ်အသားတွေရေးဆွဲထားပြီးခေါင်းမိုးမှာသွေးဟောင်းအစွန်းအထင်းတွေကျန်ရှိနေတယ်
တတို့သမီးဟာဇရက်သေးကိုဝင်သွားပြီးတော့ရွာတရွာလုံးတဖန်ပြန်လေတိတ်ဆိတ်သွားတယ်။ဒီအကြောင်းကိုပြောပြပါ။မန်းနှင်းဖြူကအဖိုးအိုကိုတောင်းဆိုတယ်။အဖိုးအိုကလီကိုခဏမျှရှူရှိုက်လိုက်ပြီးနောက်စတင်ပြောပြတယ်။ဒီရွာမှာအနှစ်100တိုင်းလာပြီးညမှာတတို့သမီးတယောက်စက်တီးခံရတဲ့ဓလေးရှိခဲ့တယ်။သူ့ရဲ့အတန်ကတုံရင်နေပေမဲ့လေဆက်ပြောတယ်။ဒီဓလေးကကုန်းမောင်ခေကလေးဟာရှိခဲ့တာရွာကိုကောက်ခွဲဖို့မကောင်းဆိုးဝါးတွေမဝင်ရောက်နိုင်အောင်ကောက်ခွဲဖို့ဆိုပြီးလှုပ်ခဲ့ကြတာဒါပေမဲ့ဒီခေတ်ကြီးမှာဒီခေတ်မှာလည်းလုံနေတော့မယ်အဖိုးအိုကဖြတ်ပြောတယ်ဒီနှစ်ကအနှစ်တရာပြည့်တဲ့နှစ်ဆိုတော့ပို့ပြီးတော့လေထူးခြားတယ်တာမန်နှစ်တွေမှာဇတိခံရတဲ့သူကရွာထဲကမိန်းကလေးပဲဒါပေမဲ့အနှစ်တရာပြည့်တဲ့နှစ်မှာအပြင်ကလာတဲ့အပြိုစင်မိန်းကလေးတစ်ယောက်ကိုစရီးရတယ်မနှင်းပြူရဲ့ရှင်ထဲမှာအေးဆက်သွားတယ်သူမအပြင်ကလာတဲ့အပြိုစင်မိန်းကလေးဖြစ်ကြောင်းသဘောပေါက်သွားတယ်ကျုပ်အမကမနှင်းရောမင်းအမကလွန်ခဲ့တဲ့6လကဒီကိုရောက်လာတယ်သူမဒီဒလီအကြောင်းသိသွားတယ်ပြီးတော့သူမဒီဒလီကိုရက်တက်မှုစူးစမ်းခဲ့တယ်အဖိုးအိုရဲ့မျက်လုံးတွေမှာမျက်ရည်တွေဝဲလာတယ်ဒါပေမဲ့သူတို့ကသူမကိုဘာလုပ်လိုက်တာလဲသူမကိုလာပြင်းညအထိစောင့်မလို့ဘူးလို့သူတို့ထင်ခဲ့တယ်ဒါပေမဲ့လာပြင်းညမတိုင်ခင်စရီးမိရင်စရီးခင်ရတဲ့သူ့ရဲ့ဝိညာဉ်ကကျင်းစားအဖြစ်ပြန်လာတတ်တယ်ဆိုတာကိုသူတို့မသိခဲ့ကြဘူးဒါဆိုအခုဇရက်သေးကတထိုးသမီးကမင်းအမရဲ့ဝိညာဉ်ပဲအဖိုးအိုကသူမကိုပြောပြတယ်သူကမကြုံမလွတ်ဖြစ်နေတယ်သူမကိုစရီးခဲ့တဲ့သူတွေကိုပြန်လဲစရီးဖို့သူမပြန်လာတာဒါပေမဲ့သူမဘာလုပ်နေမှမသိဘူးသူမရဲ့စိတ်ကနာကျင်မှုနဲ့ဒေါသတွေနဲ့ပြည့်နေတယ်အဲ့ဒီအချိန်မှာဇရက်သေးကအော်တန်တန်ထွက်ပေါ်လာတယ်အော်တန်ကအလွန်ကြေလောင်ပြီးလူမဟုတ်သောအတန်မျိုးဖြစ်တယ်အဲ့ဒီနောက်ရွာရဲ့အနှံ့အပြားမှလူတွေရဲ့အော်ဟစ်တန်တွေတပြိုင်နက်ထွက်ပေါ်လာတယ်စရင်အဖိုးအိုဟာဆိုတယ်သူကစရီးခဲ့တဲ့သူတွေကိုတယောက်ပြီးတယောက်စတင်ဖမ်းဆီးနေပြီမနှင်းဖြူပရင်ပေါက်ကထမှန်လှမ်းကြည့်လိုက်တဲ့အခါအိမ်တွေထဲကလူတွေထွက်ပြေးလာတာကိုတွေ့လိုက်ရတယ်သို့တော့အဲ့ဒီလူတွေရဲ့နောက်မှာသူတို့သမီးကတဖြည်းဖြည်းရှောက်လာနေတယ်သူမကလမ်းမလျှောက်ဖဲလေထဲမှာမျောနေတကဲ့သို့ဖြစ်နေပြီးသူမရဲ့လက်တွေကပုံမှန်မဟုတ်သောရှည်လျားမှုရှိနေတယ်အဲ့ဒီလက်တွေနဲ့လူတစ်ယောက်ကိုထိလိုက်တာနဲ့အဲ့ဒီလူရဲ့ခန္ဓာကိုယ်ကချက်ချင်းခြောက်သွေ့သွားပြီးမြေကြီးပေါ်သို့လဲကျသွားတယ်ကျမတို့ဒီကနေထွက်ပြေးရမယ်မနှင်းဖြူကဆိုတယ်မင်းထွက်ပြေးလို့မရဘူးအဖိုးအိုကခေါင်းခါတယ်မင်းကရွာထဲကိုဝင်လာပြီးပြီဒီတလေးရဲ့တစိမ့်တစ်ပိုင်းဖြစ်သွားပြီဒီညလာပြင်းညမှာမင်းကိုစရီးမယ်ဒါမှအားလုံးပြီးဆုံးမယ်ဘသူကကျုပ်ကိုစရီးမှလဲဒီရွာရဲ့နတ်ဆရာဒီဝါအဖိုးအိုရဲ့မျက်နှာမှာကြောက်ရွံ့မှုအပြည့်ရှိနေတယ်သူကမျိုးဆက်ပေါင်းများစွာဒီတလေးကိုထိမ့်သိမ်းလာခဲ့တဲ့မျိုးရိုးကလိုပဲသူ့ဘိုးဘွားတွေကဒီတလေးကိုစတင်ခဲ့ပြီးသူကဆက်လက်ထိမ့်သိမ်းနေတာသူကဘသူကိုမှမတတ်နိုင်ပါဘူးဒါကလူတက်မှုပဲဒါကလူတက်မှုမဟုတ်ဘူးစရီးမှုပဲအဖိုးအိုကဖြတ်ပြောတယ်ဒီရွာမှာဒါကိုလူတက်မှုလို့ဘယ်သူမှမမြင်ကြဘူးသူတို့အတွက်ဒါကကာကွယ်မှုတစ်ခုနတ်ကိုပူဇော်တဲ့အမှုတစ်ခုပဲအဲ့ဒီအချိန်မှာအိမ်တကားကိုတစုံတစ်ယောက်ခောက်လာတယ်အတန်ကတင်းငိမ်ပြီးဖြင်းချင်းစွာခောက်ချင်းဖြစ်တယ်အလွန်တင်းငိမ်တွန်းလို့ပို၍ပင်ကြောက်မဖွယ်ကောင်းတယ်မနှင်းဖြူကျုပ်သိတယ်မင်းအထဲမှာရှိတယ်အဲ့ဒီအတန်ကယောက်ျားတစ်ယောက်ရဲ့အတန်ဖြစ်ပြီးနတ်ရှိန်တော်လေထူးဆန်းစွာဆွဲဆောင်မှုရှိတယ်ဆရာဒီဝအဖိုးကိုတုံရင်စွာရည်ရွတ်တယ်မင်းကိုကြိုးဆိုဖို့ကြုတ်လာခဲ့တာပါတကားအပြင်မှာအတန်ကဆက်ပြောတယ်ဒီညလာပြင်းညအတွက်အရာအားလုံးအစင်သင့်ဖြစ်နေပါပြီမင်းအမလည်းမင်းကိုစောင့်နေတယ်မနှင်းပြူကတကားကိုဖွင့်မပေးပဲနောက်ဖေးတကားမှာအသားအရာထွက်ပြေးရန်ကြိုးစားတယ်သို့တော့အိမ်ရဲ့နောက်ဖေးမှာလူ2ယောက်စောင့်နေတာကိုတွေ့လိုက်ရတယ်သူတို့ရဲ့မျက်နှာတွေမှာခံစားချက်မဲ့တဲ့အမှုအရာတွေရှိပြီးလက်ထဲမှာတရှိတွေကင်ထားတယ်ထွက်ပြေးဖို့မကြိုးစားပါနဲ့ဆရာဒီဝရဲ့တန်တကားအပြင်ကထွက်မှန်ထွက်ပေါ်လာတယ်ဒီရွာတရွာလုံးကမင်းကိုစောင့်ကြည့်နေတယ်မင်းထွက်မပြေးနိုင်ဘူးမနှင်းပြူကအချင်းအနီကိုသုံးသက်ကြည့်တယ်သူမတယောက်ထဲရွာတရွာလုံးကရန်သူတွေပြီးတော့သူမရဲ့အမရဲ့ကျင်းစားတိုက်နေသောဝိညာဉ်အေးအရာအားလုံးဟာသူမအတွက်စိုးဝါလာတဲ့ညတညကိုဖန်တီးနေတယ်သို့တော့သူမဟာသတင်းစာဆရာမတဦးဖြစ်သည့်အမှန်တရားကိုရှာဖွေသူမေးခွန်းတွေမေးသူဖြစ်တယ်သူမကြောက်ရွံ့နေတော့လဲအရှုံးမပေးနိုင်ဘူးကျုပ်ထွက်လာခဲ့မယ်သူမတကားကိုဖွင့်ရင်ပြောလိုက်တယ်တကားအပြင်မှာအသက်40ခန့်ရှိတဲ့ယောက်ျားတစ်ယောက်ရက်နေတယ်သူကရှင်လျားတဲ့သပင်ဖြူတွေရှိပြီးတော့
မျက်လုံးတွေကထူးဆန်းတဲ့ရွှေရောင်ရှိနေတယ်သူရဲ့ခန္ဓာကိုယ်မှာထူးဆန်းတဲ့စီးမြင်ကြောင်ထိုးထားမှုတွေရှိပြီးလေပင်မှာအယိုးတွေနဲ့ပြုတ်လုပ်ထားတဲ့ဆွဲကြိုးတစ်ခုဆွဲထားတဲ့ကျိုးစိုးပါတဲ့မနှင်းဖြူဆီယာဒီဝါကပြုံးလိုက်တယ်သူရဲ့အပြုံးကအေးဆက်ပြီးခန်းစားချက်မဲ့နေတယ်မင်းအမကဒီကိုရောက်တော့ကမင်းနဲ့အရန်တူတယ်မိကွန်းတွေအများကြီးမေးတယ်အရှုံးမပေးဘူးဒါပေမဲ့နောက်ဆုံးတော့သူမလည်းသူမရဲ့နေရာကိုလက်ခံသွားခဲ့တယ်ကျုံအမကိုမင်းတို့ဘာလုပ်လိုက်တာလဲသူမကိုနတ်စီကိုပို့လိုက်တာပါဆရာဒီဝါကလက်ကိုဆက်ထုတ်ရင်ပြောတယ်သူမအခုငါတို့အားလုံးကိုစောင့်ရှောက်ပေးနေတဲ့နဲ့တဘာဖြစ်နေပါပြီဒီညမှာမင်းလည်းသူမနဲ့အတူပူးပေါင်းရလိမ့်မယ်မင်းတို့ကလူတွေကိုတတ်ပြီးနတ်လုံနေတာလားမတတ်ပါဘူးစရီးတာပါဆရာဒီဝါကပြန်ပြောတယ်ဒီတလေးကငါတို့ဘိုးဘွားတွေလက်ထက်ကလေးရှိခဲ့တာဒီတလေးမရှိရင်ဒီရွာပြက်စီးသွားလိမ့်မယ်ညောင်မင်းတွေကရွာကိုကာကွယ်ပေးနေတာဒီညောင်မင်းတွေဆက်ရှင်းတမ်းမှုသွေးတွေလိုတယ်မန်နင်းပြွာဆရာဒီဝါရဲ့စကားကိုဂေယူတစိုက်နားထောင်နေတယ်သူမတတိထားမိသည်မှာသူဒီမိမိလောက်ရက်ကိုအပြည့်အဝယုံကြည်နေပြီးညီသည်အပြည့်မြတ်မခံစားခဲ့ရခြင်းဖြစ်တယ်သူအတွက်ဒီအရာဟာထုံးတမ်းစင်လာတစ်ခုသာဖြစ်ပြီးတော့မှန်ကန်သောအရာဖြစ်တယ်ဒါပေမဲ့ကျောင်းအမကဘာလို့ပြန်လာတာလဲမန်နင်းပြွာမေးတယ်သူမသာနှက်ဖြစ်သွားတယ်ဆိုရင်ဘာလို့ကျင်းစာအဖြစ်ပြန်လာရတာလဲဆရာဒီဝါရဲ့မျက်နှာမှာစိတ်အနောက်အရှက်ဖြစ်မှုရိပ်ဖြစ်သွားတယ်ဒါကမမျော်လင့်ထားတဲ့အရာပဲမင်းအမကိုလာပြညမတိုင်ရင်စရီးမိခဲ့တယ်ဒါကစီးမြင်းကိုချိုးဖောက်မိတာပဲဒါကြောင့်သူမရဲ့ဝိညာဉ်ကဒေါသတွေနဲ့ပြန်လာခဲ့တာဒါဆိုဒီညကြောက်ကိုစရီးရင်အဲ့ဒီအမားကိုပြင်လို့ရမယ်လို့မင်းထင်နေတာလားဟုတ်တယ်ဆရာဒီဝါကခေါင်းကြီးနေမင်းအမရဲ့သွေးသားဆိုတော့မင်းကိုစရီးရင်သူမရဲ့ဝိညာဉ်ငြိမ်းချမ်းသွားလိမ့်မယ်ပြီးတော့နောက်အနှစ်100အတွက်ရွာကိုကာဝယ်ပေးမယ်နဲ့အဖြစ်မင်းတို့2ယောက်လုံးတီးရှိသွားလိမ့်မယ်မန်နင်းဖြူကအဲ့ဒီစကားကိုကြားရတဲ့အခါသူမရဲ့စိတ်ထဲမှာအကြံတစ်ခုပေါ်လာတယ်ကျုပ်သဘောတူတယ်သူမကပြောလိုက်တယ်ဒါပေမဲ့အခြေအနေတစ်ခုရှိတယ်ကျုပ်ကအမနဲ့တွေးခွင့်ပေးရမယ်ဆရာတီဝါကသူမကိုစူးစိုက်ကြည့်လိုက်တယ်မင်းကသူမကိုတွေးချင်တာလားဟုတ်တယ်ကျုပ်ကကျုပ်အမကိုနောက်ဆုံးတစ်ခါတွေးချင်တယ်ပြီးတော့သူမတယောက်တည်းမဟုတ်ဘူးဆိုတာသူမကိုသိစေချင်တယ်ဆရာတီဝါကခဏမြစဉ်းစားသွားပြီးတော့ခေါင်းငိမ့်လိုက်တယ်ကောင်းပြီဒါပေမဲ့သတိထားမင်းအမရဲ့ဝိညာဉ်ကအခုငြိမ်းချမ်းမှုမရှိဘူးသူမကမင်းကိုလည်းအန္တရာယ်ပေးနိုင်တယ်ညကတဖြည်းဖြည်းနဲ့မှောင်မိုက်လာတယ်ကောင်းကင်မှာလာပြေဝန်းကြီးတက်လာပြီးသူ့ရဲ့အလင်းရောင်ကထူးဆန်းစွာအနီရောင်တန်းနေတယ်အဲ့ဒီလာရောင်အောက်မှာညောင်မင်းကြီးတွေရဲ့အရေးတွေကအေယာမလက်ကြီးများတစ်ဖွဲလှုပ်ရှားနေကြတယ်မန်နင်းဖြူကိုဇရက်စီကိုခေါ်ဆောင်သွားတယ်လမ်းတစ်လျှောက်မှာရွာသားတွေကစုပြုံကကြည်နေတယ်သူတို့ရဲ့မျက်နှာတွေမှာကြောင်ရုံမှုနဲ့မျောလင့်ချက်တို့ရောနှောနေတယ်သူတို့ကဒီစရီးမှုကိုရွာကိုကယ်တင်လိုက်မယ်လို့ယုံကြည်နေကြတယ်ဇရက်သေးကိုရောက်တဲ့အခါမန်နင်းဖြူကသူမအမရဲ့ဝိညာဉ်ကိုတွေးလိုက်ရတယ်မန်နင်းရုံရဲ့ဝိညာဉ်ကဇရက်ရဲ့အလဲမှာရက်နေတယ်သူမရဲ့တို့သမီးဝတ်စုံကတောက်ပနေတော့လေသူမရဲ့မျက်နှာကပျက်စီးနေသည်မှငင်းမရဘူးမျက်လုံးတွေကအခေါင်းပေါက်တွေဖြစ်နေပြီးပါးစပ်ကသွေးတွေစီးကြနေတယ်ညီမလေးဝိညာဉ်ရဲ့အတန်ကလေးချုံတန်ကဲ့သို့တိုးညင်းတော်လေရှင်းလင်းနေမင်းဘာလို့လာတာလဲမင်းကိုဒီကိုမရောက်လာစေချင်ဘူးအမကျမလာခဲ့တယ်မန်နင်းဖြူရဲ့မျက်လုံးတွေမှာမျက်ရည်တွေလည်းဝဲလာတယ်အမကိုကယ်ဖို့ကြုတ်လာခဲ့တာမရတော့ဘူးဝိညာဉ်ကခေါင်းခါတယ်သူတို့ကငါ့ကိုတတ်လိုက်ပြီငါတီသွားပြီဒါပေမဲ့ငါမကြုံမလွတ်နိုင်ဘူးသူတို့လှုပ်ခဲ့တာတွေကငါ့ကိုဒီမှာပဲချိနှောင်ထားတယ်ဘသူတွေလေးအမအားလုံးဒီရွာတရွာလုံးဝိညာဉ်ရဲ့အတန်မှာဒေါသတွေပြေလာတယ်သူတို့အားလုံးသိတယ်သူတို့အားလုံးပါဝင်ခဲ့တယ်ငါ့ကိုဖမ်းတော့ငါ့ကိုချိနှောင်တော့ငါ့ကိုဓာတ်နဲ့ထိုးတော့အားလုံးရှိတယ်ဒါပေမဲ့အခုကျုပ်ရောက်လာပြီမနှင်းဖြူကပြောတယ်ကျုပ်တို့အတူတူဒီကနေထွက်သွားနိုင်တယ်ဘဲဟုတ်လေငါသိပြီးသားပဲကျွတ်လွတ်ရအောင်လေမနှင်းဖြူကပြောတယ်အမရဲ့ဒေါသတွေကိုလွတ်ချလိုက်ပါသူတို့ကိုခွင့်လွတ်လိုက်ပါဒါမှအမကျွတ်လွတ်နိုင်မယ်ဝိညာဉ်ကတုံလှုပ်သွားတယ်ခွင့်လွတ်ရမှာလားသူတို့ကငါ့ကိုတတ်ခဲ့တာငါ့ကိုနှိပ်စက်ခဲ့တာဟုတ်တယ်ဒါပေမဲ့အမသူတို့ကိုပြန်လဲနှိပ်စက်ရင်အမလည်းသူတို့လိုပဲဖြစ်သွားလိမ့်မယ်ဒီတန်တရားကြီးဆက်နေအောင်မယ်အဲ့ဒီအချိန်မှာဇရက်ရဲ့အပြင်ဘက်မှာဆရာဒေဝနဲ့ရွာသားတွေရောက်ရှိလာတယ်သူတို့ကစရီးမှုအတွက်ပြင်ဆင်ထားကြပြီးလက်ထဲမှာမီးတုပ်တွေဓားတွေကင်ဆောင်ထားကြတယ်အချိန်ကြပြီဆရာဒေဝကကြီးညာတယ်စတီးမှုကိုစတင်ရမယ်မန်နင်းပြူကသူမရဲ့အမကိုနောက်ဆုံးတစ်ခါကြည့်လိုက်တယ်အမကျုပ်တို့အတူတူလှုပ်ရမယ်ဝိညာဉ်ကခေါင်းငိမ့်လိုက်ပြီးသူမရဲ့အမှုအရာမှာဆုံးဖြတ်ချက်တစ်ခုပေါ်လာတယ်အတူတူပဲဆရာဒေဝကဇရက်သေးကိုဝင်လာပြီး
ဓာတ်ကိုမြှောက်လိုက်တယ်သို့တော့အဲ့ဒီအချိန်မှာမနှင်းယွန်းရဲ့ဝိညာဉ်ဟာရုတ်တရက်တောက်ပလာပြီးသူမရဲ့ခန္ဓာကိုယ်ဟာအလင်းနှန်းတွေထွက်ပေါ်လာပြီးငါခွန့်လွတ်ပါတယ်ဝိညာဉ်ကပြောတယ်အားလုံးကိုခွန့်လွတ်ပါတယ်အဲ့ဒီစကားကိုကြားရတဲ့အခါဆရာဒီဝရဲ့မျက်နှာမှာအံ့ဩမှုရိပ်ဖြတ်တန်းသွားတယ်သူရဲ့လက်ထက်ကဓာတ်အမြေကြီးပေါ်ကိုကျသွားတယ်မဖြစ်နိုင်ဘူးမင်းဘလို့လုံနိုင်တာလဲဒေါသထက်မေတ္တာကပိုအားကောင်းတယ်ဝိညာဉ်ကဆက်ပြောတယ်နာကျင်မှုထက်ခွင့်လွှတ်ခြင်းကပိုအားကောင်းတယ်မင်းတို့ငါ့ကိုတတ်ခဲ့ပေမဲ့ငါကမင်းတို့ကိုမတတ်ဘူးဒါကငါရဲ့ကျွတ်လွတ်ခြင်းပဲအဲ့ဒီအခါဝိညာဉ်ကပိုပြီးတောက်ပလာပြီးလေထဲမှာတဖြည်းဖြည်းပျောက်ကွယ်သွားတယ်သူမပျောက်ကွယ်သွားတဲ့နေရာမှာစပယ်ပန်းငိုင်တစ်ခုကျန်ရစ်ခဲ့တယ်မနှင်းဖြူကအဲ့ဒီပန်းငိုင်ကိုကောက်ယူလိုက်တယ်သူမရဲ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကြနေတော့လေပြုံးနေတယ်အမကျွတ်လွတ်သွားပြီသို့တော့ဇလန်းဟာအဲ့ဒီနေရာမှာမပြီးဆုံးသေးဘူးဆရာဒီဝကဒူးထောက်ကျသွားတယ်သူရဲ့မျက်နှာမှာထိတ်လန့်မှုနဲ့နားမလည်နိုင်မှုတို့ရောနှောနေတယ်မင်းတို့ဟာရာစုနှစ်ချီတဲ့ဓလိကိုဖျက်ဆီးလိုက်ပြီးသူကတိုးညင်းစွာပြောတယ်ဒီရွာအခုဘာဖြစ်သွားမလဲဒီရွာကအခုမှတကယ်လွတ်မြောက်သွားတာမနှင်းဖြူကပြောတယ်မင်းတို့ရဲ့ဓလိကရွာကိုကာဝယ်ပေးနေတာမဟုတ်ဘူးဒီဓလိကမင်းတို့ကိုကြောင်ရုံမှုတွေနဲ့ချီနှောင်ထားတာအဲ့ဒီအချိန်မှာညောင်မင်းကြီးများမှထူးဆန်းသောအတန်တွေထွက်ပေါ်လာတယ်အဲ့ဒီအတန်တွေကနာကျင်ကြီးတွားတန်တွေကဲ့သို့ဖြစ်ပြီးတော့တစ်ပင်တွေရဲ့အခောက်တွေအကွဲလာတယ်ညောင်မင်းတွေတည်တော့မယ်ဆရာဒေဝအော်တယ်အမှန်တကယ်ပင်အနှစ်တရာကျော်တက်တန်းရှိတဲ့ညောင်မင်းကြီးတွေဟာတပင်ပြီးတပင်ညှိုးနွမ်းလာတယ်သူတို့ရဲ့အရွက်တွေကျွေးကြလာပြီးအကိုင်းအခက်တွေကျိုးကြလာတယ်ဒီညောင်မင်းတွေကလူတွေရဲ့သွေးနဲ့ရှင်းတန်ကြတာဆရာဒေဝကပြောတယ်အခုစရေမှုမရှိတော့ရင်သူတို့တေကုန်လိမ့်မယ်ဒါဆိုလဲတေပါစေမနှင်းဖြူကပြတ်သားစွာပြောတယ်သွေးနဲ့ရှင်းတန်တဲ့အရာဟာဘယ်တော့မှကောင်းတဲ့အရာမဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာကောင်းကင်မှာမိုးကြိုးလက်သွားပြီးမိုးတီးထန်စွာရွာချလာတယ်အဲ့ဒီမိုးရေဟာမြေကြီးပေါ်ရှိသွေးအစွန်းအထင်းတွေကိုစေးကြောသွားပြီးညောင်မင်းကြီးတွေရဲ့အကွဲနေတဲ့အခောက်တွေကိုဆွတ်စေတယ်မိုးရေထဲမှာမနှင်းဖြူရက်နေတယ်သူမရဲ့လက်ထဲမှာအမရဲ့စပယ်ပန်းငိုင်ကိုကင်ထားပြီးကောင်းကင်ကိုမော့ကြည့်နေတယ်အမအေးချမ်းစွာအိပ်ဆက်ပါ6လအကြာမနှင်းဖြူကရန်ကုန်မြို့မှာပြန်လည်နေထိုင်နေပြီဖြစ်တယ်သူမဟာအဲ့ဒီညရဲ့အကြောင်းကိုစောင်းမရှိတပုတ်ရေးသားခဲ့ပြီးတော့မြန်မာနိုင်ငံတဝန်အာယုံစိုက်ခံခဲ့ရတယ်။ညောင်မင်းကျော်ရွာမှာရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးဆရာတီဝပါဝင်ရွာသားများအပြားဖမ်းဆီးခံခဲ့ရတယ်။ရာဇဝနဲ့ချီသောသွေးစရေမှုဓလေ့ဟာနောက်ဆုံးမှာအဆုံးသတ်သွားခဲ့တယ်။ဒါပေမဲ့ဒူဆန္နာကအဲ့ဒီညညှိုးနွမ်းသွားခဲ့တဲ့ညောင်မင်းကြီးတွေကတဖန်ပြန်လည်ရှင်းတန်းလာခြင်းဖြစ်တယ်။သိပ္ပံပညာရှင်တွေကဖြစ်နိုင်ခြေရှိတဲ့ရှင်းလင်းချက်တွေပေးခဲ့ကြပေမဲ့လေမနှင်းဖြူကတော့သူမရဲ့ကိုပိုင်ရှင်းလင်းချက်ကိုသိထားတယ်။အဲ့ဒီညောင်မင်းတွေကသွေးအတွက်ရှင်းတန်းခဲ့တာမဟုတ်မြတ်တာအတွက်ရှင်းတန်းခဲ့တာဖြစ်ပြီးယခုခွင့်လွှတ်ခြင်းရဲ့စွမ်းအားနဲ့ပြန်လည်ရှင်းတန်းလာခြင်းဖြစ်တယ်။တညက်နေမှာမနှင်းဖြူကသူမရဲ့တိုက်ခန်းရဲ့လာတာဆောင်မှာထိုင်နေစဉ်ကောင်းကင်ကိုမော့ကြည့်မိတယ်။လပြေဝန်ကြီးတက်လာပြီးသူရဲ့အလင်းရောင်ကရခင်ကကဲ့သို့အနီရောင်မဟုတ်တော့ပဲငွေရောင်တောက်ပနေတယ်။ရုတ်တရက်လေးပြေးလေးချင်းတစ်ချက်တိုက်ခတ်လာပြီးစပယ်ပန်းရနံ့တစ်ခုပြန်လွင်လာတယ်။မနှင်းဖြူပြုံးလိုက်တဲ့အမရောက်နေတယ်မလားလေးပြေးလေးချင်းကတဖန်ပြန်လဲတိုက်ခတ်လာပြီးလာသာဆောင်ရှိစပယ်ပန်းမင်ငယ်ရဲ့ပန်းပွင့်တွေတဖြည်းဖြည်းနဲ့လှုပ်ရှားလာတယ်။အဲ့ဒီအဖြေကမနှင်းဖြူအတွက်လုံလောက်သောအဖြေဖြစ်တယ်။ကျွတ်လွတ်ချင်းဆိုတာတည်ခြင်းတရားမဟုတ်ပါဘူး။ကျွတ်လွတ်ချင်းဆိုတာမေတ္တာနဲ့ခွင့်လွတ်ခြင်းရဲ့အဆုံးစွန်သောလွတ်မြောက်မှုပါ။ဟုတ်ကဲ့ပါရှင်။ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှာနေပြီးဆုံးခဲ့ပြီဖြစ်ပါပြီ။ဇလန်းကောင်းတွေနဲ့ပြန်လည်ပြီးတော့အဆုံးတွေ့ပါမယ်ရှင်။